fan ထဲမှာအောင်မြင်ပြီးနာမည်ကြီးနေတဲ့အပြမင်းသမီးများကိုပြောကြပေးမယ်။ဘယ်သူတွေပါသလဲလိုက်ကြည့်ကြရအောင်။ Kylie Jenner အသက်28နှစ် social media မှာ active ဖြစ်ပြီး fan base တဖြည်းဖြည်းတိုးလာနေတဲ့ online creator တစ်ယောက် Sherry Deville အသက်48နှစ်အတွေ့အကြုံအရမ်းများပြီး audience နဲ့ဆက်သွယ်မှုကောင်းကောင်းတည်ဆောက်နိုင်တဲ့ veteran creator တစ်ယောက် Eva Elfie အသက်25နှစ်နိုင်ငံတကာ fan base ကြီးပြီး online popularity အရမ်းမြင့်တဲ့ young creator တစ်ယောက် CJ Miles အသက်30ဝန်းကျင်ထူးခြားတဲ့ content style ကြောင့်လူသိများလာပြီး platform ပေါ်မှာနေရာတစ်ခုရထားသူ Abella Danger အသက်30နှစ်စွမ်းအားပြည့် personality နဲ့ fan following အလွန်များတဲ့လူသိများ creator တစ်ယောက် Adriana Chechik အသက်34နှစ်ရဲရဲနဲ့ personality ကြောင့် viral ဖြစ်လိရှိပြီး online presence အားကောင်းသူ Violet Myers အသက်29နှစ် fan interaction ကောင်းပြီး loyal audience ရရှိထားတဲ့ creator တစ်ယောက် Angela White အသက်42နှစ်အချိန်ကြာမြင့်တဲ့ career အတွေ့အကြုံနဲ့ industry ထဲမှာထိပ်တန်းနေရာရရှိထားသူ Sophie D အသက်42နှစ်တည်ငြိမ်တဲ့ content နဲ့ fan base ကိုနှစ်ပေါင်းများစွာထိန်းထားနိုင်သူ Riley Reid အသက်34နှစ် mainstream fame ကနေ online platform ထဲမှာပါအောင်မြင်မှုဆက်လက်ရရှိနေသူဘယ်သူကိုအကြိုက်ဆုံးလဲပြောခဲ့ပါအောင်အဆင်ပြေရင် channel လေးကိုလည်း follow လုပ်ပေးခဲ့ပါအောင်ကျေးဇူးတင်ပါတယ်